သွေးတိုးရှိသူတွေအသက်အန္တရာယ်ကင်းဖို့ဒီ၅မျိုးအပြတ်ဖြတ်ပါမြန်မာနိုင်ငံမှာလူကြီးပိုင်းတင်မကပဲလူငယ်တွေမှာပါအဖြစ်အများဆုံးယောဂတစ်ခုကပါလဲဆိုရင်တော့သွေးတိုးယောဂပဲဖြစ်ပါတယ်။သွေးတိုးကအတန်တိတ်လူသက်သမားလို့ခေါ်ကြတဲ့အတိုင်းဘာလက္ခဏာမှမပြဘဲနဲ့ရုတ်တရက်လေဖြတ်တာနှလုံးရက်တာတွေဖြစ်စေနိုင်ပါတယ်။ဆေးတောက်ရုံရအောင်လည်းမလုံလောက်ပါဘူး။အစားအသောက်ကအဓိကပါ။ဒီကနေ့မှာတော့သွေးတိုးသမားတွေရှောင်ကိုရှောင်ရမယ့်အစားအစာ၅မျိုးပြောပြပေးသွားမှာမို့ဒေတာလေးနားဆင်ပေးကြပါအောင်ရှင်။နံပါတ်1အငံဓာတ်နဲ့ဆိုဒီယမ်ပထမဆုံးအရေးကြီးဆုံးကတော့အငံပါပဲဒါပေမဲ့ချစ်တဲ့တို့သိတာချက်ပို့ပြီးတော့နှံ့နေပါတယ်ဟင်းထဲမှာငံပြာရည်စားလျှော့ယုံတယ်မကပဲအသင့်စားခောက်ဆွဲကြောက်တွေအချုံမုံနေနဲ့ငပိငချောက်တွေကိုအထူးသတိထားရပါမယ်ဆိုဒီယမ်ဓာတ်ကခန္ဓာကိုယ်ထဲမှာရေကိုအောင်းစေပြီးတော့သွေးကြောတွေပေါ်ကိုဖိအားဖြစ်စေတာကြောင့်သွေးပေါင်ချိန်ကိုချက်ချင်းတက်စေလို့ပါနံပါတ်2အသင့်စားအသားတွေနဲ့တာရှည်ကန်အစားအစာများဒုတိယအချက်ကတော့ဝက်ဥချောင်းဟမ်နဲ့စီတူဘူးတွေပါပဲဒီအစားအစာတွေမှာတာရှည်ခံဖို့အတွက်စားနဲ့ဓာတုပစ္စည်းတွေအများအပြားသုံးထားပါတယ်တခါတရံသွေးတိုးကျစေတောက်နေပေမဲ့သွေးပေါင်မကျတာကဒီလိုအသင့်စားအစားအစာတွေကိုခဏခဏစားနေပြီလို့ဖြစ်နိုင်ပါတယ်နံပါတ်3အချိုရည်တွေနဲ့တကြားအလွန်အကျွံပါတဲ့အစာများတတိယအချက်ကတော့လူတော်တော်များမသိကြတဲ့အချိုဖြစ်ပါတယ်တကြားအလွန်အကျွံစားတာကခန္ဓာကိုယ်အလေးချိန်တက်စေုံတည်းမကပဲသွေးကြောတွေကိုတင်းမာစေပြီးတော့သွေးတိုးကိုပိုဆိုးစေပါတယ်ဆိုဒါတွေအချိုရည်ဘူးတွေကိုရှောင်ပြီးတော့ရေရိုးရိုးဒါမှမဟုတ်အချိုမပါတဲ့ဖြော်ရည်တွေကိုတောက်ပေးပါနံပါတ်4ကဖိန်းဓာတ်နဲ့အရက်စတုတ်ထအချက်ကတော့ကော်ဖီနဲ့အရက်ဖြစ်ပါတယ်ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ကသွေးပေါင်ချိန်ကိုခဏတာရုတ်တရက်မြင့်တက်စေပါတယ်အရက်ကတော့သွေးကြောတွေကိုပျက်စီးစေပြီးသွေးတိုးကျစေရဲ့အာနိသင်ကိုလျှော့နှဲစေတာကြောင့်သွေးတိုးသမားတွေအတွက်အစိမ့်နဲ့အတူတူပါပဲနံပါတ်5အစီများသောအစားအစာများနဲ့အကြော်အလော်များနောက်ဆုံးနံပါတ်5အချက်ကတော့စီကြော်မုန့်တွေနဲ့တရိษံအစီတွေပါကျက်စီဝက်စီတွေနဲ့ပြန်ကြော်စီတွေကသွေးကြောထဲမှာအစီပိတ်ဆို့စေပြီးတော့သွေးကြောတွေကိုကျင်းစေပါတယ်။ဒါဟာသွေးတိုးကိုပို့ပြီးတော့တိုးစေရုံတင်မှကပဲနှလုံးရောဂါဖြစ်နိုင်ခြေကိုအဆမတန်မြင့်တက်စေလို့အကြော်အလော်တွေကိုအထက်နိုင်ဆုံးရှောင်ကျဉ်ကြဖို့လိုအပ်ပါတယ်။ဒီ၅မျိုးကိုရှောင်ရုံတင်မကပဲပိုတက်ဆီယမ်ကျွဲဝါတဲ့ငှက်ပြောသည်ဟင်းနုနယ်လိုအသီးနှံတွေကိုတော့ပိုစားပေးသင့်ပါတယ်။သွေးတိုးဆိုတာထိန်းချုပ်လို့ရတဲ့ယောဂပါ။ဒါကြောင့်အစားအသောက်လေးဆင်ခြင်ပြီးတော့ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ဒီဗီဒီယိုလေးကသင်မိသားစုအတွက်အသုံးဝင်မယ်ဆိုရင်တော့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။